တခါတုန်းကလန်ကားဆိုတဲ့နိုင်ငံတနိုင်ငံမှာဘရင်တစ်ပါးအုပ်ချုပ်နေခဲ့ပါတယ်။ဘရင်ကချမ်းသာကြီးမားပေမဲ့လယ်သမားတွေရဲ့ဘဝဘလောက်ပင်ပန်းရလဲဆိုတာကိုမသိပါဘူး။တနေ့မှာဘရင်ကြီးကတာမန်လူလိုဝတ်စားဝတ်ပြီးရွာဘက်ကိုသွားလည်ခဲ့ပါတယ်။ရွာအပြင်ဘက်လယ်ကွင်းထဲမှာလယ်သမားမောင်ထုံးဆိုသူတယောက်နေပူကြီးအောက်မှာအလုပ်လုပ်နေတာကိုတွေ့ခဲ့ပါတယ်။ဘရင်ကမေးလိုက်တယ်ဟေ့လယ်သမားတစ်နေ့လုံးနေပူထဲမှာအလုပ်လုပ်ပြီးဘာရလဲ။လယ်သမားကပြုံးပြီးပြန်ပြောပါတယ်။ကိုကြီးရေနှစ်ကြိမ်စားဖို့အစာရဲ့ငိမ့်ချမ်းတဲ့အိတ်ချိန်ရဲ့တန်ရှင်းတဲ့အလုပ်ဝင်ငွေရပါတယ်ဘရင်ကပြောပါတယ်အဲ့ဒီလောက်နဲ့ပြောနိုင်လားလယ်သမားကပြန်ပြောပါတယ်လိုချင်တာနဲ့ရင်ဒုက္ခလည်းနဲပါမယ်ကိုကြီးဘရင်ကခဏတိတ်သွားပြီးမေးလိုက်ပါတယ်မင်းပတ်စံတွေလယ်မြေတွေအများကြီးရတယ်ဆိုရင်ကောဆိုပြီးတာမန်လူလိုဝတ်ဆင်ထားတဲ့ဘရင်ကြီးကမေးလိုက်တယ်လယ်သမားကပြန်ပြောပါတယ်ဒါဆိုစိုးရိမ်မှုရပါလိမ့်မယ်ခိုးယူခံရမလားမာနဝင်မလားမိသားစုကိုမေ့သွားမလားဆိုတဲ့စိုးရိမ်မှုတွေပါဒီစကားကြားပြီးဘရင်အံ့ဩသွားပါတယ်ဘရင်ကြီးကသူ့ရဲ့အမှန်တရားကိုဖော်ပြပြီးငါကဒီနိုင်ငံရဲ့ဘရင်ပဲလို့ပြောလိုက်ပါတယ်လယ်သမားကကြောက်ပြီးလက်အုပ်ချီကအမရှိရင်ခွင့်လွတ်ပါမင်းကြီးလို့ပြောပါတယ်ဘရင်ကလယ်သမားကိုပြောပါတယ်မင်းမမားပါဘူးဒီနေ့ငါတင်ယူရတာကတကယ်ချမ်းသာမှုဆိုတာစိတ်ကျေနပ်မှုပါပဲပြောပါတယ်အဲ့ဒီနေ့ကစပြီးဘရင်ကလယ်သမားတွေကိုလေးစားပြီးတရားမျှတစွာအုပ်ချုပ်ခဲ့ပါတယ်